Yo, hello မင်္ဂလာပါကျွန်တော် Asha ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် B-Boxer ညီကိုတွေအတွက်ညီကိုတွေရောအခုက main ကလေးပါလာပြီဆိုတော့เนาะညီကိုတွေရောညီမတွေရောအမတွေရောပေါ့နော်အကုန်လုံးအားလုံးအတွက်ကျွန်တော် B-Box လောက်ရင်ကျွန်တော် microphone ပေါ့နော်ဟောဒီ mic တွေကိုဘယ်လိုကင်ရမလဲဆိုတော့ဒီ mic position တွေပြီးတော့ဘယ်လို mic တွေကိုရွေးချယ်သင့်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားအောင်ဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့အတွက်အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ဒီ mic ကင်တဲ့အကြောင်းမပြောခင်မှာအရင်ဆုံးဒီဗီဒီယိုလေးကိုကျွန်တော်တို့အရင်ဆုံးကြည့်လိုက်အောင်ဗီဒီယိုထဲမှာကျွန်တော်ကတစ်ဖက်ဒီပြိုင်ဘက်ရဲ့ဒီ microphone ကိုသွားယူပြီးတော့ဒီ mic နှလုံးကိုရှင်ပြီးတော့ကျွန်တော်မှုတ်ကြည့်ရပါတော့ဆန်ပြီးတော့ဒီ B-Box test လုပ်ကြည့်တယ်အဲ့ဒီခါမှာဒီ mic နှလုံးကတော့ဒီ brand ကလည်းအတူတူပဲကျွန်တော်တို့ဒီ setting ကလည်းထည့်တာအတူတူပဲပေါ့နော်ဆိုတော့အကုန်လုံးအတူတူပဲချိန်ထားတာသို့တော့တစ်လုံးကပိန်နေအဲ့ဒီပိန်နေတဲ့အလုံးကကျွန်တော်တို့ကျွန်တော်ကြားရတာအဆင်မပြေဘူးအဲ့တော့ကျွန်တော်ဟိုဘက်လုံးနဲ့စမ်းကြည့်တယ်ဆိုအဲ့လုံးကကျွန်တော်တို့အဆင်ပြေတော့အဲ့လုံးကျွန်တော်ယူထားလိုက်တယ်ဟိုတစ်လုံးကိုသူ့ကျွန်တော်ပေးလိုက်တယ်ပေါ့နော်ဆိုတော့အကယ်၍ကျွန်တော်ဒါအဲ့နေရာမှာဒီပိန်နေရဲ့အလုံးနဲ့ကျွန်တော်လှုပ်လိုက်မယ်ဆိုရှင်တော့ကျွန်တော်လိုချင်တဲ့ဒီ power လေးထွက်လာမှာမဟုတ်တော့ဘူးပေါ့နော်ဆိုတော့ဒါကျွန်တော်အဲ့လိုမျိုးမြင်မိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဟို mic ကိုပဲကျွန်တော် try ဆိုပြီးအဲ့ mic နဲ့ကျွန်တော် B-Box ကိုအဲ့ round မှာလုပ်ခဲ့တယ်ပေါ့နော်ဆိုအဲ့ round ကျွန်တော်နိုင်သွားတယ်ဆို okay ကျွန်တော်ဘာလုပ်တာလဲပေါ့နော် mic တင်နဲ့ကျွန်တော် B-Box မလုပ်ခင်မှာကျွန်တော်အရင်ဆုံးသိထားမှာကျွန်တော်တို့ကဘယ်လိုပြောရမလဲဒီ B-Box လုပ်တဲ့အခါမှာကိုကအဲ့လို base များတဲ့ B-Box စားလားဒါမှမဟုတ်ကိုအတန် mid တွေများနေလား height တွေများနေလားဒီ low mid height ဆိုတာတွေကိုကိုကသိထားဖို့လိုရပါတော့ဆိုအဲ့လိုသိထားမှပဲကိုက B-Box စင်ပေါ်မှာလုပ်တဲ့အခါမှာဒီ audio engineer sound guy နဲ့ဆက်စရာကိုရီးယားဘယ်ဟာတင်ရမယ်ဘယ်ဟာကိုချရမယ်အဲ့လိုမျိုးပေါ့နော်ဆိုအဲ့ဒါတွေကိုကိုကပြောပြလိုက်ရအောင်ဘာလို့ဆိုတော့ကျွန်တော် local ထဲမှာဒီ B-Box ကိုတချို့သိမသိကြသေးဘူးပေါ့နော်ဆိုအဲ့ထဲမှာဒီဆက်စရာတွေလည်းပါကောင်းပါလိမ့်မယ်ဆိုတော့ဒီပွဲတွေပိုင်းမှာကိုက B-Box လုပ်လို့ရှိရင်ကိုကိုယ်တိုင်ပြောပြမှပဲဒါကိုလိုက်ချိန်ပြီးလို့ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့လည်းကိုကဒီဘယ်လိုပြောရမလဲ low ဘက်မှာဒီအားများတဲ့ B-Box စားလားဒါမှမဟုတ် mid ဘက်မှာအားများတဲ့ B-Box စားလား high ဘက်မှာအားများတဲ့ B-Box စားလားဆိုတော့ကိုကသိထားဖို့လိုတယ်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ဘယ်ထဲမှာပါလဲဆိုကျွန်တော်အတန်တွေအရန်ကျယ်ပြီးတော့ powerful ဖြစ်ပြီးတော့ဒီ low နည်းနည်းများတဲ့ B-Box စားထဲမှာကျွန်တော်ကပါတယ်တကယ်တော့အကုန်လုံးဒီ low mid high အကုန်လုံးကိုက control လုပ်တတ်ဖို့တော့လိုတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ဘယ်ဟာကိုအားတန်လဲဆိုတာလည်းကျွန်တော်သိထားဖို့လိုတယ်ပေါ့နော် okay ကိုကဘယ်ဟာပိုများလဲဆိုတာကိုလည်းကိုသိပြီဆိုရှင်နောက်ထပ်ဘာလုပ်ဖို့လိုလဲဆိုရင်တော့ကျွန်တော်တို့ mic ကင်တဲ့ technique ပေါ့နော်ဆိုတော့ပုံမှန်အားဖြင့်သချင်းတွေပါလေဆိုရင်တော့ဒီ mic ကိုကျွန်တော်ဒါမျိုးကင်ကြရတယ်ပေါ့နော်ဒါမျိုးကင်ကြရတယ်စကားပြောရင်လည်းကျွန်တော်ဒါမျိုးကင်ကြရတယ်ဒါကတော့ကျွန်တော်တို့အတန်ပို့ပြီးတော့ကြည်ကြည်လင်းလင်းပြပြတသားကြားရတယ်ဒါပေမဲ့ B-Box လုပ်ရင်ဒါမျိုးလုပ်ရင်ဘယ်လိုမျိုးအတန်ထွက်မလဲ okay ဒါက normal ပဲ B-Box ကိုဒီလိုမျိုးကင်ပြီးကျွန်တော်မှုတ်ကြည့်မယ်နောက်တစ်မျိုးပြောင်းပြီးတော့ကျွန်တော် mic ကိုကင်ကြည့်မယ်ဆိုတော့လက်ဒီမှာပေါ့နော်ကျွန်တော်လက်၄ချောင်းရှိတယ်ဒီမှာလက်မရှိတယ်ဆိုတော့လက်၃ချောင်းကဒီ mic ကိုလိုအပြည့်ကင်လိုက်မယ်ဆိုတော့ပြည့်ယူလိုက်မယ်ပြီးရင်ဒီလက်မလိုအုပ်လိုက်မယ်လိုအုပ်ပိုင်းလေးပေါ့နော်ပြီးတော့ဒီမှာလက်မတစ်ချောင်းကျန်တယ်လက်မအောင်ပြည့်လက်ညှိုးကျန်တယ်ဆိုတော့အဲ့လက်ညှိုးကဒီလိုကတ်လိုက်မယ်ဒီကောင်ဒီမှာလိုထိန်းထားမယ်ပေါ့နော်လိုထိန်းထားမယ်ဆိုတော့ဒီလိုမျိုးလုပ်ချင်းကဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလို mic ကိုဒီလိုမျိုးကင်လိုက်ပြီဆိုလို့ရှိရင်ဆိုတော့နှာခေါင်းကထွက်တဲ့အတန်တွေရရှင်မဝင်တော့ဒီတဲကိုဘာလို့ဆိုဒီကောင်ကအုပ်ထားလို့လीနော်ဆိုတော့ဒီလက်မလေးလိုလေးမပေါ့လက်ညှိုးလေးလိုလေးမလိုက်မယ်ပြလုံးကြည့်မယ်အဲ့ဒီ mid တံမှာဝင်လာတော့အားလုံးတွေ့ရလိမ့်မယ်ပေါ့နော်ဒါတော့ဒါ position ပေါ့ okay ဒီ position နဲ့ခုနကတော့ pattern လေးပြန်လုပ်ကြည့်မယ်ဆိုတော့ပို့ပြီးတော့လည်း power ပို့ထွက်တယ်ပို့ပြီးတော့လည်း base ပိုများတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး mic ကင်တဲ့ position မှန်မှပဲကျွန်တော်တို့ audience ကရောကျွန်တော်ဒီစင်အောက်မှာရှိနေတဲ့သူတွေရောကိုယ့်ရဲ့ဒီ B-Box အတန်ကိုကြားရတာအဆင်ပြေမှာပေါ့နောက်မှဆိုလို့ရှိရင်အရန်ပျော့လုံးနေရပေါ့နော်နောက်တစ်မျိုးကင်လို့ရလိုလဲကင်လို့ရပါပေါ့နော်ဒါကတော့ကျွန်တော်တို့ personal ပေါ့နော် personal ကျွန်တော်တို့အဆင်ပြေရမယ်တော်များတော့ဒီလိုပဲကင်ရပါပေါ့နော်ဒါပေမဲ့တစ်ခါတလေကျွန်တော်ဒီလိုမျိုးလဲသုံးနေပါလို့ဆိုတော့ကျွန်တော်ဒီ B တို့ဒီ kit တို့အဲ့လိုမျိုး base ကိုပို strong ချင်ကျွန်တော်ဒီလိုမျိုးလေးသုံးနေပေါ့နော်ဘယ်လိုသုံးလဲဆိုရင်ဒီကောက်အောင်ကျွန်တော်က position လိုရွှေ့တာ mic ကိုပေါ့နော်ဒီထားလိုက်ပါတော့လေးပေးပါဆွဲရင်ဒီကြောက်တောင်းဆွဲရတယ်နော်အဲ့တော့ကြာ mic ကိုဒီလိုသွားကတ်ဖို့လိုရှိမှထားလို့မရတော့လေဒီလိုထားလို့ရှိရင် mic ကအတန်ဒီဘက်ကထွက်အောင်ဒီဘက်ကထွက်နေရင် mic ကိုဒီမှာထားလိုက်ရင်အတန်ကမလာတော့ဆိုတော့ဒီဘက်ကိုရွှေ့ဖို့လိုတယ်အဲ့ဒါကြရင်ကိုယ့်ရဲ့ base ကိုတည်ကြည်လင်းလင်းပြပြသားသားနဲ့တကယ်ဟိုမှာ strong ဖြစ်ကြားရတယ်ပေါ့နော် mic ကိုလို့ရွှေ့ရတက်ကနေပေါ့နော် okay ဘယ်လိုရွှေ့ရမလဲပေါ့နော် okay ထားလိုက်ပါတော့လုံးမဲ့ပဒံဒီပဒံအဲ့တော့မှခုနကျွန်တော်ကင်တဲ့ position နဲ့လုပ်ကြည့်မယ်ပေါ့နော် mic ကိုလိုလိုက်ရွှေ့မအောင်နော်ပြီး base လာမှာအဲ့ဒီ base ကဒီဘက်ထွက်မှာဆို mic ကိုတန်းပြောင်းမှရမယ်
ဆိုတော့အဲ့လိုမျိုးပေါ့နော်လိုရွှေ့နေရမှာ okay နောက်တစ်မျိုးဒီလိုအုပ်ကြတာပြီးတော့စားတယ်ဘာလို့အဲ့လိုအုပ်ကြရလဲဆိုတော့ဘာကြောင့်အဲ့လိုမျိုးပြီးတော့စားအုပ်ကြတယ်တော်တော်များများပြီးတော့စားတယ်နော်ဒီလိုတော့သတ်သဖြင့် international လူတော်တော်များဒီလိုမျိုးကြီးတွေအုပ်ပြီးလုပ်ကြတာဘာကြောင့်အဲ့လိုမျိုးအုပ်ကြတယ်လဲဆိုတော့ကျွန်တော်ရှင်းပြမယ်ဆိုတော့အဲ့လိုမျိုးအုပ်တာကတော့ဘယ်လိုနေရာမှာအုပ်လဲဆိုရင်တော့ကျွန်တော်တို့ဒီနှာခေါင်းကနေပြီးတော့လုပ်တဲ့ base တွေရှိရယ်နှာခေါင်းကနေ harmony ဆိုတာရှိရယ်စားလိုက်ပါမှားပါ sorry နှာခေါင်းကနေ melody ဆိုတာဆိုတော့နှာခေါင်းကနေ melody ဆိုတာရှိရယ်နှာခေါင်းကနေဒီ base တွေလုပ်တာရှိရယ်ဆိုတော့အဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဥပမာနော်ဆိုတော့ဒါကတော့မအုပ်ပဲလောက်တာပေါ့နော်ဒါပေမဲ့အုပ်ကြည့်မယ်ဘယ်လိုထွက်လာမလဲဆိုအဲ့ဒါဆိုဘာဖြစ်လဲဆိုပို့ပြီးတော့ဒီလက်အုပ်လိုက်တဲ့ခါမှာကျွန်တော်တို့ဒီအတန်အောင်ပို့ပြီးတော့ဖော်ဖူးဖေးပို့ကြားရောဒီ in one beat 3ညွန့်ကွာမအုပ်ထားဘူးအုပ်ကြည့်မယ်ဒါဆိုရှင်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းနဲ့ powerful ဖြစ်ဖြစ် clean ဖြစ်ဖြစ်ရှားရတယ်ပေါ့နော် okay ဒါကတော့ mic ကင်တဲ့ပုံစံတွေပေါ့နော်ဒါအားလုံးသိသွားပြီလို့ကျွန်တော်ထင်တယ် okay mic ကင်တဲ့ပုံစံတွေသိပြီဆိုရင်နောက်တစ်ခုကဘာလဲဆိုတော့ microphone choice လုပ်တာပေါ့နော်ဆိုတော့ beatbox လုပ်ဖို့အတွက် microphone တွေအများကြီးရှိတယ်ဆိုတော့ DPA Shure SE Sennheiser AKG စသဖြင့်တခြား Lewitt တို့ဘာလို့လဲရှိသေးတယ်စသဖြင့်တခြား microphone တွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ကျွန်တော်မသိရလည်းအများကြီးရှိသေးတယ် okay ဆိုအဲ့ထဲမှာကျွန်တော်အကြိုက်ဆုံး brand တွေကိုကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးကတော့ DPA ဖြစ်ပါတယ်ဆိုတော့ DPA brand ဆိုတော့ DPA ကတော့ဒီကောင် condenser ပေါ့နော် condenser ဒီလို mic ကိုမှcondenser မျိုးစားပေါ့နော်အဲ့ကောင်ကဒီ GBB မှာကျွန်တော်တို့ဒီ2019တော့လည်းအဲ့ဒီအမျိုးအစားကိုသုံးတယ်2021တော့လည်းအဲ့ဒီ DPA ပဲသူတို့သုံးရတာပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်ရဲ့ဒုတိယအကြိုက်ဆုံး microphone ကတော့ကျွန်တော်အခုသုံးနေတဲ့ Sennheiser ပေါ့နော်ဆိုတော့ Sennheiser ကိုကျွန်တော်ကြိုက်တယ် Sennheiser ဒီကတော့ E945 ပေါ့နော်ဒါကတော့ကျွန်တော်အကြိုက်ဆုံးပဲကျွန်တော်အခုနောက်ပိုင်းလဲဒါနဲ့ပဲသုံးပြနေတာကျွန်တော်မှာ microphone 6လုံးရှိတယ်6လုံးထဲမှာဒီ3လုံးကတော့လက်ရှိမှာဘေးနားမှာရှိနေတော့ဒါပဲရင်ပြလိုက်ရနော်ဆိုတော့ Shure SM58 ပြီးတော့ SE V7 ပေါ့နော်ဒီကောင်တွေကိုစုပြီးတော့ကျွန်တော်ဒါနဲ့ကျွန်တော်ပြီးပေါက်လုပ်ကြည့်ရပါတော့ဒါပေမဲ့ကျွန်တော်လက်နဲ့အဓိကပေါ့ကိုလက်နဲ့အဆင်ပြေတဲ့ microphone ပေါ့နော်ကျွန်တော်လက်နဲ့အဆင်ပြေတဲ့ microphone ကတော့ဒီ Sennheiser E945 ရယ်ပြီးတော့ AKG D5 ပေါ့နော်ဆိုတော့အဲ့ mic နှလုံးကကျွန်တော်လက်နဲ့တော်တော်လေးကင်ရတယ်ဆိုတော့ကျွန်တော်ကကြောက်လက်နဲ့ကြီးရောလေလက်နဲ့ကြီးရောအဲ့လို mic တွေကမှဒီလိုရှည်ထွက်နေရဲ့အဲ့လို mic တွေကမှကျွန်တော်တို့အဆင်ပြေတာပေါ့နော်ပြီးတော့ဒီလိုကောင်းနေဒီကောင်ဆိုကြည့်လိုက်ပါကွက်တီပဲဆိုတော့ကျွန်တော်သုံးချင်တဲ့အတန်တွေနဲ့ကျွန်တော်လုပ်ချင်တဲ့ position တွေကဒီကောင်တွေကကျတော့တော်တော်လေးဆင်ပြီးတော့ဒါကတော့ကျွန်တော်လက်ရှိမှာကျွန်တော်အကြိုက်ဆုံးဖြစ်နေတာပေါ့နော် SC ကတော့ကျွန်တော်တို့ကင်ရတာတော့အဆင်ပြေတယ်ဒါပေမဲ့ beatbox လုပ်ရတာတော့အဲ့လောက်ထိအတန်ကြည်လင်နဲ့ကြားရတာမျိုးတော့မရှိဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒါကတော့လူအသုံးအများဆုံးပေါ့နော်လူအသုံးအများဆုံးShure SM58 ပေါ့နော်ဆိုတော့ဒီကောင်ကတော့ကျွန်တော်ကြိုက်တယ်အတန်ထွက်လဲကောင်းတယ်ဗျာဒါပေမဲ့ခုနပြောသလိုမျိုးဒီကောင်ကဒီထိတ်လေးကနည်းနည်းသေးတော့ကျွန်တော်လက်နဲ့ကြတော့ကန်ရတာတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ကျွန်တော်လက်နဲ့ကန်ရတာတိတ်အဆင်မပြေတော့ဒါကတော့ကျွန်တော်ကြိုက်ဒါပေမဲ့အရန်ကြိုက်ရတဲ့ထဲမှာမပါဘူးပေါ့နော်ဒါပေမဲ့တချို့လက်တွေပါအဲ့လိုမျိုးလက်ကျွန်တော်လက်မကြီးအဲ့လိုမျိုးလက်ပုံမှန်လောက်သေးရသူဆိုရှင်တော့ဒီ Shure SM58 ကိုကျွန်တော် recommend ပေးတယ်ဒီကောင်ကတကယ်quality လည်းကောင်းတယ်အတန်ထွက်လည်းကောင်းတယ်အတန်ဆွဲရလည်းကောင်းတယ်လို့ပြော beatbox လုပ်လို့လည်းကောင်းတယ်ဆိုတော့အဲ့ကောင်ကတော်တော်များဒီတခြားနိုင်ငံ beatbox တွေလည်းဒါတော့တော်တော် choice ရတယ်ဆိုတော့ဒီကောင်လေးကို recommend ပေးတယ်နောက်တစ်ခုကတော့နောက်တစ်မျိုးကတော့ကျွန်တော်ဒီ recommend ပေးချင်တာဒီ Lewitt DM ဘလောက်လည်းမသိဘူးmodern number တော့ကျွန်တော်မေ့နေရယ်ဆိုတော့အဲ့ကောင်လည်းတော်တော်သုံးလို့ကောင်းတယ်ဒီလိုတော့အဲ့ mic ကိုစောင့်တာပေါ့နော်သူပဲတော့အဲ့ mic နဲ့ပဲသူတွေ့တာတော်တော် mic တယ်အဲ့ mic လည်းကောင်းတယ် beatbox လုပ်ဖို့တော့အကောင်းဆုံးကတော့ဒီ DPA microphone ပေါ့နော်ဒါကတော့အကောင်းဆုံးပဲဒါပေမဲ့ဈေးကလည်းတော်တော်မြောက်တယ်ပေါ့နော်ထိုင်းသွားတော့ကျွန်တော်မေးကြည့်တာပတ်2000ကျော်တယ်ပေါ့နော်ဒီကောင်တော့ပတ်1000ကျော်ပဲရှိတယ်အဲ့ကောင်ကပတ်2000ကျော်ဆိုတော့တော်တော်လေးကိုမှဈေးကြီးရယ်ဒါမဲ့လည်းအရန်ကောင်းတယ် quality ကောင်းတယ်ဆိုတော့အဲ့ mic တွေကတော့ကျွန်တော် recommend ပေးခြင်းတဲ့ mic တွေပေါ့နော် beatbox လုပ်ဖို့အတွက်ဝယ်မယ်ဆိုရင်တော့အဲ့လို mic တွေဝယ်ဖို့အတွက် recommend ပေးရဒါကတော့ outdoor events တွေဒီ best gain တွေစသဖြင့်ဒီ live performance တွေမှာသုံးဖို့အတွက်ကျွန်တော် recommend ပေးရ microphone for beatbox ပေါ့နော် beatbox အတွက်ပဲကျွန်တော် recommend ပေးရ microphone တွေပေါ့နော် okay studio ထဲမှာလုံးမဲ့ microphone studio ထဲမှာ beatbox လုပ်ရင်ဘယ်လိုဟာမျိုးလုပ်တင်လဲဆိုတော့ microphone တစ်လုံးရှိသေးတယ်ကျွန်တော်ထပ်ပြမယ်Okay နောက်တစ်လုံးကတော့ဟောဒီမှာ Shure SM7B ပေါ့နော်ဒါကတော့ကျွန်တော်အစ်စ်တော့မဟုတ်ဘူးဒါ China copy ဒီကောင်လည်းကောင်းတယ်ဒါဈေးလည်းတန်တယ်အစ်စ်ကတော့340ကျော်လောက်ရှိမှတင်တယ်ဆိုတော့အဲ့လောက်ရှိမယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကတော့4သိန်းလောက်ပဲရှိတယ်ဒါပေမဲ့အစ်စ်နဲ့အရန်မကွာဘူး
သုံးလို့ရန်ကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိမှာသုံးနေတယ် studio မှာကျွန်တော်အတန်တွေပါတယ်ဖမ်းတယ် recording လုပ်တယ်ဆိုလို့ရှိရင်ဒါ indoor မှာကျွန်တော်ဒီကောင်ကိုသုံးပြပါတယ်ခင်ဗျာဆိုတော့ဒီကောင်ကို studio အတွက် recommend ပေးပါတယ် for Beatbox okay so အားလုံးပဲဒီနေ့ video ရဲ့ဒီ microphone mic တွေဘယ်လိုကင်ရမလဲဆိုတော့ mic အမျိုးအစားဘယ်လိုရွေးချယ်ရမလဲကိုယ့်ရဲ့အတန်ကိုဘယ်လိုမျိုးချိန်ရမလဲစသဖြင့်ကိုကဘယ်လိုလိုးများလားမစ်များလားဟိုက်များလားစသဖြင့်အဲ့လိုဒီနေ့ပြောရတဲ့အကြောင်းအရာတွေကိုအားလုံးပဲနားလည်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဆိုတော့ Beatbox နဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာရှိရင် comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ဒီ video လေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့အတွက် subscribe okay ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးဖို့အတွက်အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဆိုတော့နောက်ထပ် video မှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်